人间真是切烂面，毛面肉。2013ခုနှစ်ဇူလိုင်လဓမ္မကျိန်ထုတ်ဝေထားတယ်ဒီပုံလေးသဘောကျတယ်လူအုပ်ကြီးရတွေ့လားလူလေးလမ်းလျှောက်ပြီးသွားတာငိမ့်ငိုင်းငှက်နေတာဟောသဘောကျတယ်ဒီပုံလေးတွေ့လားဒီမှာခင်ဗျားတို့ကျွန်တော်တို့ရှောက်နေကြတယ်လမ်းနေတွေ့လားဟောဘာညာဗောနှစ်ကာလတွေချားပင်မယ်ငုံမြေရိုးမှာဆရာရဲ့ငိမ့်ချမ်းရေးတေးတွေကိုကြားဝင်ရခဲ့ပါတယ်ဆရာမောင်အောင်ပွင့်သူconfirmation barra ကိုကောက်ချက်နဲ့ကိုက်ညီတဲ့ချက်လက်တွေကိုသာလက်ခံစဉ်းစားခြင်းအလေးကနေလွတ်ကင်းကြရအောင်တတိထားကြည့်ပါကျွန်တော်တို့အားလုံးမှာကိုကြိုတင်ယုံကြည်ခံယူပြီးသားအခြေအနေတွေနဲ့ကိုက်ညီတဲ့ချက်လက်အသစ်တွေကိုသာလက်ခံစဉ်းစားတတ်တဲ့အလေးရှိပါကိုယုံကြည်မှုနဲ့လွဲချော်နေတဲ့အရာတွေကိုတော့လွယ်တကူဖယ်ထုတ်တတ်ပါတယ်ဦးလာဟာမယုံကြည်ရတဲ့လူတစ်ယောက်လို့ဥပါကယုံကြည်တယ်ဥပါကလက်ခံရရှိသမျှသတင်းတွေကဦးလာမယုံကြည်ရာကြောင့်အတည်ပြုပြီးဒီလိုနဲ့ဦးလာဟာမကောင်းတဲ့လူဆိုတဲ့ဥပါရဲ့ယုံကြည်ချက်ကပိုပြီးခိုင်မာလာတယ်တကယ်တော့ဥပါဖြစ်လက်ဖြစ်ထားရှိတဲ့အတည်ပြုမှုဆိုင်ရာတွေးတောပုံအမှား confirmation bias ကိုလုံးမိနေတာပါကိုယုံကြည်ချက်နဲ့မကိုက်ညီတဲ့အချက်လက်ကိုကြော်သွားတယ်ကိုယုံကြည်ထားတာနဲ့ကိုက်တာပုံမနားထောင်လက်ခံလိုက်တယ်ဒါမျိုးကကျွန်တော်တို့နေ့စဉ်ဘဝလူမှုဝန်ကျင်မှာဖြစ်လက်ဖြစ်တာရှိတယ်ကျွန်တော်တို့အနေနဲ့နှစ်ဖက်စလုံးကသတင်းစကားတွေကိုလက်ခံစဉ်းစားချင့်ချိန်နေပါရဲ့လားလို့ကိုယ့်ကိုမေးခွန်းထုတ်ဖို့လိုပါတယ်ကိုယ့်ဘက်ဝင်ခြင်းကိုလည်းဒီအချက်ကိုသတိပေးကြပါလို့အဲ့ရပတ်ဝန်းကျင်ကိုသတိပေးလိုက်ရသို့ဟောပတ်ဝန်းကျင်ဆိုတာဘယ်သူတွေတော့ကျွန်တော်တို့နိုင်ငံမှာနေထိုင်နေတဲ့သူတွေပေါ့ကျွန်တော်တို့နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့သူတွေပေါ့ဟုတ်ပြီလားကျွန်တော်တို့ကဘာကြီးပေါ့ကို့အတွေးစက်ကြဝဠာပေါ့โอเคဆိုတော့ရင်းရင်းစီတွားဖို့ကျွန်တော်ကတီကာပြီးဘာလုပ်ရမလဲဆိုတာဟုတ်တယ်ဘာ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 ဆိုတော့ရင်းရင်းစီတွားဖို့ဘာလုပ်ရမလဲနွားနိုးစစ်စစ်နဲ့ကော်ဖီနဲ့ mix ပြီးတော့ဖြော်ထားတဲ့တောက်ကြည့်ပါနော်ကျဲမလိုင်ဘတ်တွေကိုတတ်နာတွေ့လားကော်ဖီလေးလည်းအဲ့လိုတောက်အောင်ကော်ဖီတောက်ကြနော်နေမလို့ညမလို့နက်မလို့လုံးမလို့တောက်ချင်ရင်တောက်ပဲဟုတ်လားโอเคကားမဆက်ကြားလားကျောက်တို့နိုင်ငံမှာနှစ်ပေါင်းဘလောက်တော့နှစ်ပေါင်း80ကျော်လား
တပေါင်း80ကျော်ကြာဖြစ်နေတယ်စစ်ဘယ်ဝပြည်ရင်းစစ်ဘာကြောင့်မို့ခုထိတမိုင်းလမ်းမဆုံးသေးရတော့ဒီလက်နက်ကင်နဲ့နန်းစင်ကြီးဘာလို့လမ်းမဆုံးသေးရတော့ဘာလို့ဒီမိုကရေစီကခဏဖြစ်နေရတော့ခဏဒီမိုကရေစီသားလျှော့နေရတော့တော်လှန်ရေးတွေလည်းခဏဘာလို့သားလျှော့ရတာတော့ဘာကြောင့်မို့သိလားဖြေရတော့တစ်ခုပဲဘာတော့ဘာဟိုအစိုးရဘိုးအစိုးရမရှိသေးလို့ကျိုးတို့နိုင်ငံမှာဘဟုအစိုးရမရှိသေးဘူးအားလုံးကဘဟုအစိုးရလှုပ်ချင်နေတာဟုတ်ပြီလားလှုပ်ရမှာပဲဒါပေမဲ့ကိုယ့်အဖွဲ့အစည်းကိုယ့်လူမျိုးကိုယ့်မူဝါဒနဲ့ကိုတော့ဘဟုအစိုးရလှုပ်လို့မရတော့ဘူးဟုတ်ပြီနော်ဘဟုနဲ့ပြည်နယ်နဲ့တိုင်းနဲ့အာဏာခွဲဝေပြီးမှအာဏာပြေဝကင်ထိုင်းမှမရဘူးနော်အာဏာခွဲဝေတင်တာတွေခွဲဝေရမယ်ဟုတ်ပြီနော်ခုကပါဝါဘေးလန်းဖြစ်နေတော့ဘိုးအစိုးရမရှိတော့ဟုတ်ပြီနော်တရားမျှတတဲ့သူတရားပို့ပြီးတော့မျှတတဲ့သူပို့ပြီးကောင်းတဲ့သူပို့ပြီးတော်တဲ့သူကဘိုးအစိုးရဖြစ်မှာပဲကောင်းတယ်အဲ့ဒါပါတော်တယ်ဒါပါတော့ဒီမှာတတ်လိုက်မယ်ဗျာယောဝေယာမလုံးပါတော့အားလုံးသွားမယ်အားလုံးသွားမယ်ဟုတ်ပြီနော်အဲ့လိုဖြစ်တဲ့လူကဘာလုပ်မှာတော့ဟိုဆိုရဖြစ်မှာပဲဟုတ်ပြီနော်ခုက state အဆင့်နေမှာပဲရှိတာ state အဆင့် regional အဆင့်နေမှာပဲရှိနေလို့ဟိုဆိုရမှာဖြစ်သေးတာဟိုဆိုရဖြစ်ချင်ရင်ပိုတော်ရမယ်ပိုကောင်းရမယ်ပိုပြီးတရားမျှတပိုပြီးတော့လူဆန်ရမယ်ဟုတ်ပြီလားအဲ့ဒါဆိုဟိုဆိုရဖြစ်မှာဒါကြောင့်မို့ကော်ဖီကိုနေခင်းနေမနက်တွေညတွေလုံးနေနေတောက်ချင်တဲ့အချိန်တောက်ပလားခုချိန်မှာနွားနိုးစစ်နေနေတောက်ပိုကောင်းဆုံးပဲဗျာအဲ့ကြတော့အားလုံးကိုယ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ဖြာသောကောင်းကျိုးဆန္ဒလူဝင်ဆန္ဒတွေပြည့်စုံပါသည်ပြည့်စုံတာအောင်လေကိုယ့်ဘာသူလုံးမရရနော်ဟေးကိုယ့်ဘာသူလုံးမရရနော်ဟိုတနေ့ကပြောပြီးပြီကိုကရှင်တန်နေတဲ့ဘဝရောက်နေပြီဆိုတော့ကိုကဒုတိယဖခင်သခင်ငွေနောက်ကိုလိုက်တဲ့သူလားကိုကဖခင်ပေါင်းစုံနေက someone ဖခင်တစ်ခုဖခင်တယောက်ယူဝါဒတွေကိုကိုးကွယ်နေတဲ့သူလားကိုးကွယ်ယုံကြည်နေတဲ့သူလားဟုတ်ပြီနော်နောက်တစ်ခုကဖခင်တွေယူဝါဒမြတ်သောအကျင့်မြတ်သောတရားတွေကိုကိုယ်တိုင်ကောင်းတဲ့ဖောနေလားလုံနေလားကိုင်နေလားဒါမှမဟုတ်ရင်မြားဘာတွေလုံနေတော့ဟုတ်ပြီနော်ကြတော့ကျွန်တော်မိတ်ဆွေတွေကော်ဖီတောက်ပါလက်ဖက်ရည်တောက်ပါအေးတောက်ပါတောက်ချင်တာတောက်ပါဘီယာတောက်ရင်လည်းတောက်အရက်တောက်ရင်လည်းတောက်အကြောင်းပြည့်တွေမလိုဘူးကိုတောက်ချင်ဖို့ပဲလိုတာကိုတောက်ချင်တောက်ပြလိုက်ဟုတ်ပြီနော်โอเคကျေးဇူးတင်ပါတယ် peace